ကဲဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးတွန်းတက်ကြည့်ခြင်းနဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ကဲ့လူတယောက်ရဲ့ဘဝတိုးတက်ရဲ့အတွက်အရေးကြီးဆုံးအချိန်ဆိုတာနောင်နှစ်တို့နောင်လားတော့မဟုတ်ဘဲနဲ့လေကိုရှိမှရောက်နေတဲ့နောက်ထပ်တနားရီဒါဖြစ်တယ်ဆိုတဲ့အတွေ့အခေါ်တစ်ခုပေါ့ဟုတ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အဓိကရွေးချက်ကရှင်းရှင်းလေးပါကြီးကြီးမားမားဒီစလို့ဖို့စောင့်မနေပဲနဲ့အခုလက်ထဲမှာရှိတဲ့ဒီတနားရီကိုဘယ်လိုထောင်းလဲလက်နဲ့တစ်ခုလို့အတုံးချနိုင်ဖို့လို့အတွေ့ခေါ်ဆိုင်ရာ toolkit တစ်ခုကိုအတူတူတိစောကြည့်ကြတာပါအဲ့ဒီချင်းကပုံကအရင်စွမ်းချက်တယ်လေဘာလို့လဲဆိုတော့အဲ့ဒါကတနေ့နေ့တော့ငါလှုပ်တော့မယ်ဆိုတော့အဆုံးမရှိတဲ့မျိုးရင်းချက်ကြီးကိုလေဒီတနားရီအတွင်းမှာငါဘာလုပ်လို့ရမလဲဆိုတော့ကင်ရွယ်လို့ရတဲ့ခြေတလန်းအဖြစ်ပြောင်းလဲပေးလိုက်တာကိုဟုတ်တယ်စိတ်ပိုင်းဆိုင်ရာဖြစ်ရလဲအရန်နေသွားတယ်နော်အထီးကြပဲအဲ့ထဲမှာဗာတဲ့အစိုးလေးတစ်ခုကဒီအဓားရဲ့အဓိကချက်ကိုပုံဖော်နေလေအောင်မြင်မှုဆိုတာတညက်ဒီနဲ့တိဆောက်တာမဟုတ်ဘူးတဲ့ဒါပေမဲ့နိုင်အလိုက်တိဆောက်တာဖြစ်တယ်တဲ့ဆိုတော့တနားရီချင်းစီကအနာဂတ်အတွက်ကိုထည့်လိုက်တာမဲတပြားလို့ပဲပေါ့အဲ့ဒီချက်ကနေပဲစလိုက်ကြရအောင်လူများစုကျွန်တော်လည်းအပါဝင်မှာနောက်နှစ်ရောက်ရင်တော့နောက်လာစေရင်တော့အနည်းဆုံးတော့လာမယ့်တနေ့လားနေ့ရောက်ရင်တော့တခုခုပြောင်းလဲတော့မယ်လို့ဆုံးဖြတ်ချက်ချတကြတယ်ဟုတ်တယ် New Year resolution တွေလိုမျိုးပေါ့အဲ့ဒါပဲဒါမဲ့တကယ်တိုးတက်မှုကအဲ့ဒီလိုကျင်ညာလိုက်တဲ့ချိန်တွေမှာဖြစ်မလာပဲဒါမဲ့အင်္ဂါနေ့ညနေခင်းလို့နိုင်လေးလေးထဲမှာတိတ်တဆိတ်ဖြစ်နေတာများတယ်လေဒီအကြောင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကိုကချက်တခုတွေးထားတယ်အစံတိတ်ဖြစ်ပြီးဆိုတဲ့ခံစားချက်ကတက်တုံတက်တာရှိမှုကတင်းကိုတဏီရာထဲမှာပိတ်မိနေအောင်ပြောတဲ့လင်းညာမှုတစ်ခုပဲတဲ့ဒါတော်တော်လေးထီတယ်နော်တော်တော်လေးထီပါတယ်စိတ်ပညာရှုထောင့်ကနေကြည့်ရင်လေအစံတင်ထီချင်းကိုစောင့်နေတယ်ဆိုတာကတကယ်တမ်းကျတော့အလွတ်မစားတင်ခြင်းတဲ့စိတ်ကိုဖုံးကွယ်ထားတဲ့အချိန်ဆွဲခြင်း procrastination ရဲ့အလားဆုံးပုံစံတစ်ခုပါပဲအချိန်ဆွဲတာကိုအကြောင်းပြချက်လတ်လတ်လေးပေးလိုက်တာပေါ့ဟုတ်တယ်တကယ်တော့တိုးတက်မှုအားလုံးရဲ့ဝင်ကြီးကတက်တုံတက်တာမရှိခြင်းပါပဲတက်တုံတက်တာရှိတဲ့ဇုံတဲကနေခြေထလန်းထွက်လိုက်တဲ့နာရီကမှတိုးတက်မှုစတင်တဲ့နာရီဖြစ်သွားတာဟောပြောချက်ထဲမှာအထူးသဖြင့်မိမောင်းထုတ်ပြထားတာကကိုရန်ပမန်းနေတဲ့အချိန်ဘယ်သူမှကိုယ်အတိမတ်မပြုတ်မကြည့်နေတဲ့အချိန်တော်ပြီကွာလို့လက်လျှော့ချင်းစိတ်ပေါက်နေတဲ့နာရီတွေအဲ့ဒီအချိန်ဒီမှာကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုတေးသေးလေးတွေကဘဝကိုအမှန်တကယ်ပြောင်းလဲစေတဲ့အရာတွေဖြစ်တယ်ဆိုတာပါပဲဒါဆိုရင်တိုးတက်မှုအတွက်ကျွန်တော်တို့ရဲ့တိုးကစ်ထဲမှာပထမဆုံးထည့်ရမယ့်တူက PR နဲ့မတန့်ပသာဖြစ်မှုကိုလက်ခံခြင်းပေါ့နော်ဟုတ်ပါလေဆိုလိုတာကဘဝကလွယ်ကူနေချေမှာကျွန်တော်တို့ကမတိုးတက်ဘူးခက်ခဲတဲ့နိုင်ရင်ကကျွန်တော်တို့ကိုဒုက္ခပေးနေတာမဟုတ်ပဲလေ့ကျင့်ပေးနေတာဆိုတဲ့အမြင်မျိုးကိုမွေးမြူရမယ်ပေါ့ဖျားတခင်ကဖျားကိုလူတယောက်ရဲ့အလိုက်လာတဲ့ဖော်ထုတ်ဖို့အသုံးပြုတယ်ဆိုတဲ့အဆိုးကိုလည်းတတိထားမိတယ်မှန်ပါတယ်ဒါကအားကစားသမားတယောက်ကြွသားတက်ဖို့အလေးမတဲ့သဘောတရားနဲ့တူနေတာပေါ့အတိအကျပဲအဲ့ဒီလိုခက်ခဲတဲ့နာရီတွေမှာလူတယောက်ကဘလို့တုံ့ပြန်တယ်လဲဆိုတာကအဆုံးဖြတ်ပေးသွားတာပဲစင်ချေတွေပေးပြီးအရင်လိုပဲနေမလားဒါမှမဟုတ်စီကန်းရှိရှိတဲ့ရင်ဆိုင်ကြော်ဖြတ်မလားဒီရွေးချယ်မှုကသူတို့ရဲ့အတွင်းဆိုင်အခြေအနေကိုမန်တစ်ချက်လို့ထင်ဟပ်စေတယ်လေလူအများစုတိုးတက်မှုမရှိကြတာကသူတို့ရဲ့အကျင့်ဟောင်းတွေအမားဟောင်းတွေကိုပဲနိုင်လိုက်ထက်ခါပြန်လုပ်နေကြလို့ပါအသစ်ဆက်ဆက်ရထားတဲ့နိုင်တလုံးလေးကိုမနေ့ကအမိုက်တွေပဲထက်ခါပြန်ထည့်နေတယ်လို့ကိုဆိုတော့ဘဝကဘလို့လို့အသစ်ထက်လာနိုင်တော့မလဲနော်ဟုတ်တယ်ခက်ခဲတဲ့အရာတွေမတမမသားthiếtစေတဲ့အလုပ်တွေကိုရင်ဆိုင်ဖို့ဆိုတာတခါတလေကြတော့စိတ်ပါမှလုံလို့မရဘူးထင်တယ်အဲ့ဒီမှာစီကန်းဆိုတာဝင်လာတာပေါ့အဲ့ဒါလေဒါကကျွန်တော်တို့ရဲ့ဒုတိယတူထင်တဲ့တသမတ်တေးလို့ဆောင်းခြင်း consistency နဲ့တိုက်လိုက်ဆက်ဆက်နေပြီစိတ်အားထက်တမ်းမှုmotivation ဆိုတာအဲ့ဒါလိုပဲလေလာလိုက်ပြန်လိုက်နဲ့ဒါပေမဲ့စီကန်း discipline ကတော့ ancient လိုပဲကိုချိတ်ချိတ်မချိတ်ချိတ်အမြဲရှိနေပြီလုတ်เสียရှိတာကိုပြီးအောင်လုပ်ခိုင်းတယ်ဟောပြချက်ထဲကပြင်းစရာကောင်းတဲ့အရာတွေမှာပဲရလက်တွေရှိတယ်ဆိုတဲ့စကားကိုကျွန်တော်တော်တော်လေးသဘောကျတယ်ဟုတ်ပါတယ်အဲ့ဒီပြင်းစရာကောင်းတဲ့အရာတွေကိုနေ့စဉ်လိုဆောင်ခြင်းကကိုယုံကြည်မှု self trust ဆိုတဲ့အလွန်အရေးကြီးတဲ့အရာကိုတိဆောက်ပေးပါတယ်ကိုယုံကြည်မှုဟုတ်တယ်ဒီယိုစကိုရှင်းပြထားတဲ့ဥမာတစ်ခုကတိကောင်းတယ်သူကပြောတယ်ကိုပေးထားတဲ့ဂတိတစ်ခုကိုနာရီအလိုက်နာလှုပ်ဆောင်လိုက်တိုင်းကိုယ့်ရဲ့ယုံကြည်မှုဘဏ်အကောင့်ထဲကိုပိတ်ဆန်နေစီထည့်လိုက်တယ်လို့ပဲတဲ့အဲ့ဒီဥမာကတော်တော်ကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့မနက်တိုင်းဒီနေ့တော့စောစောထားမယ်ဆိုပြီးအလမ်ပိုက်ပြီးပြန်အိပ်လိုက်တာက
ကိုယ့်ရဲ့ယုံကြည်မှုပန်ကောင်းထဲကနေပိုက်ဆံနည်းနည်းစီနေတိုင်းခိုးထုတ်နေတယ်လို့မျိုးပေါ့ အဲ့ဒါပဲအတိအကျပဲ တခါတလေတော့ပြဿနာမရှိပေမဲ့နေတိုင်းလို့လုံနေရင်ကြာလာတော့အကောင့်ထဲမှာဘာမှမကြံတော့ဘူးအကြိုင်ကိုဘာကတိမှမပေးရတော့ဘူးကိုဘာမှမယုံတော့တဲ့အခြေအနေရောက်သွားတာပေါ့ ဟုတ်တယ်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီဘန်လက်ကြံကကိုဘယ်လိုလမ်းလျှောက်တယ်ဘယ်လိုစကားပြောတယ်စင်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်နေဆိုတာတွေမှာအထင်ရှားပေါ်လာပါတယ်ကျွန်တော်တို့အားလုံးလူတရားအခန်းထဲဝင်လာတာနဲ့သူ့မှာကိုယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာအလိုလိုခံစားမိကြတယ်မဟုတ်လား ဟုတ်တယ် အဲ့ဒါဒီ trust bank ထဲကလက်ကျန်ပဲဒါမဲ့ဒီနေရာမှာအရေးကြီးတဲ့ချက်တစ်ခုကတတမတ်တီရှိချင်းဆိုတာအများကြီးလုပ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးတနေ့ကိုစာအုပ်အခန်းစာဖတ်ဖို့မလိုဘူးစာတင်မျက်နှာကိုနေ့တိုင်းဖတ်ဖို့ပဲလိုတယ်လုံလောက်တဲ့ပမာဏကိုပုံမှန်လှုပ်ဆောင်ဖို့ကအဓိကပါပဲ ဒီယုံကြည်မှုပန်ကောင်းဆိုရဲ့အယူဆကကျွန်တော်တို့ရဲ့တတိယ dose ဖြစ်တဲ့စိတ်နေသဘောထား mindset နဲ့တော်တော်လေးဆက်ဆက်နေတယ်လို့ခံစားရတယ် ဆက်ဆက်နေတယ် ဘာလို့လဲဆိုတော့ဘာနှကောင်ထဲပိတ်ဆန်ထဲမလားထိုးမလားဆိုတဲ့ဆုံးဖြတ်ချက်ကကိုယ်စိတ်ထဲမှာအရင်ဟုန်ဖြစ်သွားတာကိုဟောပြောချက်ထဲကတင်းအတွေ့တွေကိုတင်းမထင်းချုံရင်သူတို့ကတင်းကိုပြန်ထင်းချုံသွားနိုင်မယ်ဆိုတဲ့အဆိုကတကယ်မှန်တယ်နိုင်တနာတွေတွေးမှာကြောက်စိတ်ကိုအားပေးမလားယုံကြည်မှုကိုအားပေးမလားဆိုတဲ့အတွေ့အသေးလေးကအရာလုံးကိုပြောင်းလဲစေနိုင်တယ်လေ မှန်ပါတယ်စိတ်နေသဘောထားခိုင်မာတယ်ဆိုတာတန်တရားတွေလုံးဝမရှိတော့တာကိုဆိုလိုတာမဟုတ်ပါဘူးတန်တရားစိတ်ကတော့လူတိုင်းဝင်တာပဲခိုင်မာတဲ့စိတ်ကအဲ့ဒီတန်တရားစိတ်ကိုအိမ်ထဲမှာကြာကြာမနေခိုင်းတာ ဤကမနေတော့ဘူးဆိုတဲ့သဘောပေါ့ ဟုတ်တယ်လက်ဖက်ရည်တိုက်ဒီအိတ်ခါမနေပဲအမြင့်ဆုံးပြန်လွတ်လိုက်နိုင်တာကိုဆိုလိုတာပါဟောပြောချက်ချင်းမှာအားနေတဲ့စိတ်နဲ့ခိုင်မာတဲ့စိတ်ရဲ့ခြားနာချက်ကိုရှင်းရှင်းလင်းလင်းခွဲပြားထားတယ်အားနေတဲ့စိတ်ကအခက်ခဲကြုံတဲ့အခါဒါကဘာလို့ငေါ့အပေါ်မှာဖြစ်ရတာလဲလို့အမေးတယ်ခိုင်မာတဲ့စိတ်ကတော့ဒီအဖြစ်အပျက်ကငါ့ကိုဘာသင်ခန်းစာပေးချင်နေတာလဲလို့ပြန်မေးတယ် ဟောအဲ့ဒီလိုမေကွန်ပြောင်းလိုက်တာနဲ့တင်အမြင်တစ်ခုလုံးပြောင်းသွားနိုင်တယ်ဘာလို့ငါလဲဆိုတာကကိုတားကောင်းနေရာမှာထားလိုက်တာ ဟုတ်တယ် victim mindset ပေါ့ တာဝန်ယူမှု responsibility စီကိုတိုက်ရိုက်ဦးတည်နေတယ်လို့ပဲ ဟုတ်ပါတယ်ဒီအဖြစ်အပျက်ကနေငါဘာတင်ယူရမလဲလို့မေးလိုက်တာဟာအဲ့ဒီအခြေအနေအထက်တာဝန်ယူလိုက်ခြင်းရဲ့ပထမခြေလှမ်းပါပဲ ဟုတ်တယ် ဟောပြောချက်ထဲမှာတော်တော်လေးပြတ်သားတဲ့အဆိုတစ်ခုပါတယ်တင်အခုရောက်နေတဲ့နေရာဟာကံတရားကြောင့်မဟုတ်ပဲတင်ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကြောင့်အဓိကဖြစ်တယ်ရဲ့ဒါကနောက်ထောင်ရတာနည်းနည်းခက်ခဲနိုင်ပေမဲ့တကယ်တမ်းမှာတော့အင်အားပြေဝအဆုံးအတွေးခေါ်တစ်ခုပါ ဘာလို့လဲဗျာ ဘာလို့လဲဆိုတော့အခြားသူတွေနဲ့အခြေအနေတွေကိုအပြစ်တင်နေတဲ့မြတ်ကာလပတ်လုံးကိုယ့်ဘဝကိုပြောင်းလဲပိုင်ခွင့်ကသူတို့လက်ထဲမှာပဲရှိနေမှာမို့လို့ပါ ဒါပေမဲ့လေအဲ့လိုပြောတော့လူတစ်ယောက်ရဲ့ထိန်းချုပ်မှုအပြင်ဘက်မှာရှိတဲ့အခြေအနေတွေလည်းအများကြီးမရှိဘူးလားဟိုဘယ်လိုပြောမလဲယုတ်တရက်ပြေလာတဲ့ကျန်းမာရေးပြဿနာတို့မိသားစုရေးကိစ္စတို့ပေါ့အဲ့ကြတော့ဒီအားလုံးကကိုတာဝန်ဆိုတဲ့အချက်ကိုအဆုံးရောက်တွေးလိုက်ရင်ကိုမတရားအပြစ်တင်တယ်လို့ဖြစ်မသွားနိုင်ဘူးလား ဒါအရန်ကောင်းတဲ့မေခွန်းမှာဟောပြောချက်မှာရှင်းပြထားတဲ့တာဝန်ယူမှုဆိုတာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်အတွက်ကိုအပြစ်တင်ဖို့မဟုတ်ပါဘူး ။အော် အဲ့ဒီအဖြစ်အပျက်အပေါ်ကိုဘီလို့တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာယာနုံးပြတာဝန်ယူဖို့ကိုဆိုလိုတာပါဘာကြောင့်ငါလဲ why me ဆိုတဲ့တားကောင်ရဲ့မေခွန်းนี่အခုဘာဆက်လုပ်မလဲ what now ဆိုတဲ့ဖန်တီးရှင်ရဲ့မေခွန်းစီကိုပြောင်းလဲလိုက်တာပါ တုံ့ပြန်မှုကကိုယ့်လက်ထဲမှာရှိတယ်ပေါ့ အဲ့ဒါပဲအဲ့ဒီလိုတာဝန်ယူမှုစိတ်ဓာတ်ဝင်လာတဲ့အခါကိုယ့်အချိန်ကိုတန်မိုးထားပြီးကာကွယ်တတ်လာတယ်အရေးမပါတဲ့ဖုံးပြိုးဆိုမှုတွေအာယုံပြန့်လွင့်စေတဲ့ social media တုံ့ဆွေမှုတွေကိုအလိုလိုရှောင်ရှားတတ်လာတယ်ဘာလို့လဲဆိုတော့ကိုယ်နာလီတိုင်းဟာကိုယ့်အနာဂတ်အတွက်တာဝန်ရှိတယ်ဆိုတာကိုနည်းနားလည်သွားလို့ပါပဲ ။ကောင်းပြီ။ဒါဆိုကျွန်တော်တို့ရဲ့ toolkit ကတော်တော်လေးပြည့်စုံလာပြီ။မတတ်မတာဖြစ်မှုကိုလက်ခံမယ်။တတ်တမတိလို့ဆောင်မယ်။စိတ်နေတဲ့ဘောဓာကိုထိန်းချုပ်မယ်။ပြီးတော့ကိုယ်တုံ့ပြန်မှုတာတောင်းဝင်ယူမယ်။ဒါပေမဲ့အဲ့ဒါတွေအားလုံးလုပ်နေပြီးမဲ့လဲချက်ချင်းလက်ငင်းရလက်မမီရတဲ့ခါမျိုးမှာတော့ဘယ်လိုလုပ်မလဲ ဟုတ်တယ်အဲ့ဒီမှာစိတ်တက်ကြတယ် အဲ့ဒီမှာကျွန်တော်တို့ရဲ့နောက်ဆုံးတူးဖြစ်တဲ့ယုံကြည်မှုနဲ့စိတ်ရှည်ခြင်း faith and patience ကအရေးပါလာမယ်ထင်တယ် အင်မတန်ရေးကြီးပါတယ်ဟောပြောချက်ထဲကဥပမာတစ်ခုကဝါပင်တစ်ပင်လိုပဲတဲ့ဝါပင်ကိုစိုက်ပြီးပထမ၄-၅နှစ်လုံးမြေကြီးပေါ်မှာဘာမှထူးထူးခြားခြားဖြစ်မလာဘူး ဒါပေမဲ့မြေကြီးအောက်မှာတော့အမြင့်တွေကအကြီးအကျယ်ဖြန့်ကျက်နေပြီပြီးတော့အချိန်တန်တဲ့အခါရက်တပတ်အနည်းနေအတွင်းမှာပဲပေပေါင်းများစွာမြင့်ကိုထိုးတက်သွားတယ်တိုးတက်မှုကအဲ့လိုပဲအပြင်မှာမမြင်ရသေးတဲ့အချိန်မှာတော့အတွင်းမှာအလုံးလုံးနေတာဒီအများကြီးရှိတယ်
အဲကြတော့လူများစုကအဲ့ဒီဝါပင်ကို၄နှစ်လောက်ရေလောင်းပြီးပင်စမတ်နဲ့မရောက်ခင်မှာပဲဘာမှဖြစ်မလာပါဘူးဆိုပြီးလက်လျှော့လိုက်တတ်ကြတယ်ပေါ့ အဲ့ဒါပဲ အဲ့ဒီအချက်ကတော်တော်များများနဲ့သက်ဆိုင်မယ်ထင်တယ်အာကစားယုံကိုတပတ်လောက်သွားမန်တယ်မှာကြည့်ဘာမှမထူးသေးဘူးဆိုပြီးဆက်မတော်တော့တဲ့လူတွေလို့ပေါ့ ဟုတ်တယ် သူတို့ကအောင်မြင်မှုမရခင်လေးမှာပဲရက်လိုက်တာတကယ်တော့ကျူးစာအားထုတ်မှုနဲ့ရက်လက်ကြားမှာအမြင်နဲ့အချိန်ကာလတစ်ခုခြားနေတယ်ဆိုတာကိုနားလည်ဖို့လိုတာပေါ့နော် အဲ့ဒီအချိန်ကာလအဲ့ဒီ delay ကကိုယ့်ရဲ့စာရီရကိုတိဆောက်တဲ့အချိန်ကိုယ့်ရဲ့စိတ်သက်ခိုင်မာမှုကိုစမ်းသပ်တဲ့အချိန်ပါပဲစိတ်ရှည်တယ်ဆိုတာရက်ပြီးစောင့်နေတာကိုမစိုးလို့ပါဘူးရက်လက်ကိုအရင် slow မတောင်းဆိုပဲရှေ့ကိုတမတ်တီဆက်သွားနေခြင်းကိုစိုးလို့တာပါ ဒီနေရာမှာဟောပြောချက်ကအရန်အရေးကြီးတဲ့အချက်နှစ်ခုကိုခွဲခြားပြထားတယ်နာကျင် rest နဲ့လက်လျှော့ခြင်း quitting ပါ အော်အဲ့နှစ်ခုကမတူဘူးပေါ့ ဟုတ်တယ်လုံးဝမတူဘူးနားချင်းကနောက်တစ်နိုင်ရအတွက်အားရင်ပြန်လဲဖြည့်တင်ပြီးခီးဆက်ဖို့ပြင်ဆင်တာပါလက်လျှော့ခြင်းကတော့ကိုစ조사ခဲ့သမျှတိုးတက်မှုကိုအစနေပြန်ဆစေပြီးကိုရဲ့ယုံကြည်မှုဘဏ်အကောင့်ထဲကပိတ်ဆံအကုန်လုံးကိုထုတ်ယူလိုက်တယ်လို့ပါပဲ ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့အတူတူတိဆော့ခဲ့တဲ့နောက်တစ်နိုင်အတွက် toolkit ကိုပြန်ပြီးခြုံငုံကြည့်ကြရအောင်ပထမဆုံးကတော့ကြီးမားတဲ့အကြောင်းလဲတွေကိုစောင့်မနေပဲကိုယ့်လက်ထဲကနိုင်တနိုင်ချင်းစီကိုတတ်မိုးထားအတုံးချဖို့ဆိုတဲ့အခြေခံမြင်ပေါ့နော်ဟုတ်ပါရဲ့ ပြီးတော့အဲ့ဒီနိုင်တွေကိုအကျိုးရှိရှိသုံးနိုင်ဖို့အတွက် toolkit ထဲမှာတဲ့တူးတယ်မှုရဲ့ဝင်ကြီးဖြစ်တဲ့မတက်မတာဖြစ်မှုကိုလက်ခံရမယ် နှစ်ခန်းစားချက်ပေါ်မူတည်မနေပဲစီကံနဲ့တမတိလူဆောင်ပြီးကိုယ့်ရဲ့ယုံကြည်မှုဘဏ်အကောင့်ကိုဖြည့်တင်ရမယ် သုံးကိုယ့်ရဲ့စိတ်နဲ့သဘောထားနဲ့အတွေးတွေကိုထိန်းချုပ်ပြီးဒါကငါ့ကိုပါတင်ပေးမလဲလို့မေခွန်းထုတ်ရမယ် လေးကိုဘွားအတွက်တာဝန်အပြည့်အဝယူပြီးတားကောင်စိတ်ဓာတ်ကိုရှောင်ရမယ် နောက်ဆုံးအနေနဲ့ငါစ조사မှုနဲ့ရလက်ကြားကလုပ်ငန်းစဉ်ကိုယုံကြည်ပြီးစိတ်ရှည်ရမယ် ဒီအချက်တွေကိုစူးစီးပြီးနားထောင်နေသူတွေကိုစဉ်းစားစရာအတွေ့တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဟောပြောချက်ထဲမှာအရန်အားရှိစရာကောင်းတဲ့စကားတစ်ခွန်းပါတယ်ဖြုံးတီးခဲ့တဲ့နောက်ဆုံးတနာရီကိုခွင့်လွှတ်လိုက်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အခုလာမယ့်ဒီတနာရီကတန့်ရှင်းနေသေးတယ်တဲ့ အတစ်ကိုပြင်းလို့မရတော့ဘူး ဟုတ်တယ်ဒါပေမဲ့နောက်လာမယ့်မိနစ်60ရတော့အိုးရက်ကျဲမှာအပြည့်အဝရှိနေတော့ပဲဒါကြောင့်ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေကိုအခြေခံပြီးမေးခွန်းတစ်ခုမေးချင်ပါတယ်လာမယ့်တနာရီအတွင်းမှာကိုယ့်ရဲ့အနာဂတ်အတွက်မဲတပြပြည့်တဲ့အနေနဲ့ဘလို့တင်းငယ်ပြီးရည်ရွယ်ချက်ရှိတဲ့ရွေးချယ်မှုတစ်ခုကိုပြုလုပ်နိုင်မလဲ ဟုတ်ကဲ့ စာတမျက်နှာဖတ်မလား9မိနစ်လမ်းထွက်လျှောက်မလားဒါမှမဟုတ်ကိုချစ်တဲ့သူကိုအားပေးစကားတစ်ခွန်းပြောမလားအဲ့ဒီတင်းငယ်တဲ့ရွေးချယ်မှုလေးကအစပါပဲ